ဘုရားခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့2025ကတော့ကုန်လွန်သွားပြီဖြစ်ပါတယ်ခု2026ခုနှစ်အမတမတန်ဖိုးရှိတဲ့အချိန်တိုင်းဖြစ်ပါတယ်2026ရဲ့တလတရက်နေ့ဖြစ်ပါတယ်ဒီအချိန်လေးမှာဘုရားခင်ရဲ့နှုတ်ကပတ်တော်အပြင်ဝင်ငါတက်တည်ခံရတဲ့အခွင့်ကိုရရှိတယ်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီမှာရောက်လာတာ6လရှိပါပြီ6လရှိတဲ့အခါမှာအခုအထူးအနေနဲ့ဒီ2026ရဲ့ပထမဦးဆုံးနေ့ထူးနေ့မြတ်မှာကျွန်တော်ဟောခွင့်ပေးတဲ့ဆရာကိုလည်းကျေးဇူးတင်တယ်လို့ဝိညာဉ်တော်ဘုရားခင်ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့အတိကယူဆောင်လာတဲ့ခေါင်းစဉ်ကတော့နှစ်တစ်မင်္ဂလာပဲကျွန်တော်ဒီလိုပေးထားပါတယ်ဆိုတော့ကျွန်တော်ဒီလီဆူလူမျိုးတွေမကဘူးကျွန်တော်မြန်မာနိုင်ငံတစ်ခုလုံးပါပဲ missionary တွေကျွန်တော်မြန်မာနိုင်ငံကိုလာခဲ့တာနှစ်ပေါင်း200ကျော်ပြီဖြစ်ပါတယ် missionary တွေလာတဲ့နိုင်ငံမှာကျွန်တော်နေထိုင်ရတဲ့အခွင့်ကိုရတာအင်မတန်မှအခွင့်ခံဖြစ်ပါတယ်တို့နည်းသူကျွန်တော် missionary တွေကတော့ကျွန်တော်တို့လိုမလုပ်နေတော့ဘူး Thanksgiving ဆိုလဲသူတို့ကအိမ်မှာပဲဒါပေမဲ့သူတို့ကျွန်တော်တို့ကိုတင် जा ပေးခဲ့တဲ့အတိုင်းကျွန်တော်တို့ကမလုပ်လဲဘုရားကျောင်းမှာလာပြီးမှအကြည့်ကျကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းတယ် Christmas ဆိုလဲအိမ်မှာမိသားစုနဲ့အချိန်မဖြုံးဘူးဘုရားကျောင်းမှာပဲလာပြီးမှ Christmas ကိုလုပ်တယ်ထို့နည်းသူ New Year မှာလဲကျွန်တော်အခုဒီမှာရောက်ရှိလာပြီးမှကျေးဇူးတော်ချီးမွမ်းနေတယ်ဘုရားရဲ့နှုတ်ကပတ်တော်ကိုနာခံလာတယ်ဘုရားခင်ကိုအတူတကွလာပြီးမှချီးမွမ်းကြတယ်ဒါကျွန်တော်အခုထိလုပ်နေတာဖြစ်ပါတယ်ပွဲတွေကိုအင်မတန်မှကျွန်တော်တို့ကြိုက်နေတတ်ပါတယ်ကျွန်တော်တို့ကဣတေလလူမျိုးနဲ့မချမနာပဲသူတို့လောက်နီးပါးပွဲတွေကျွန်တော်တို့မှာတစ်နှစ်ပတ်လုံးရှိတယ်နော် Thanksgiving Christmas New Year ပြီးရင်မကြခင်မှာဒီမှာ Lisu National Day လဲမကြခင်လာအောင်မယ်ပြီးရင် Lisu New Year လဲလာအောင်မယ်မကြခင်ရှင်ပြထမြောက်ပွဲလဲလုပ်အောင်မယ်ပွဲတွေကတော့နော်ဖခင်များနေစားမိခင်များနေလဲစားပွဲတိုင်းစားကျွန်တော်ခရိယန်တွေကအင်မတန်မှပွဲတွေကိုကြိုက်နေတတ်တာဒါမဆမ်းပါဘူးကျွန်တော်အခြေခံထားတဲ့နော်ဣတိလလူမျိုးတွေလည်းနှစ်တိုင်းသူတို့မှာလတိုင်းမှာပွဲရှိပါတယ်နော်ဆိုတော့ကျွန်တော်ဒီနေ့ဘုရားကျောင်းမှာလာပြီးမှကျွန်တော်ဒီလိုစုဝေးပြီးမှပွဲလုပ်နေတာလည်းအချင်းချင်းတော့မဟုတ်ဘူးပေါ့နော်ပြီးရင်ကျွန်တော်ဘုရားကျောင်းကိုလာတယ်ဆိုတာလည်းအသိပဲရှိတယ်ပေါ့နော်ယုံကြည်သူခရိယန်ဖြစ်ပြီဆိုရင်တတိပုဂ္ဂလတတိချာကျွန်တော်နေလို့မရပါဘူးစုဝေးရမယ့်နေရာကျွန်တော်စုဝေးရမယ်ဘုရားရဲ့ဗိမာန်တော်ကျွန်တော်လာရမယ်အတင်းတော်တပါးပါးကိုကျွန်တော်ရှာပြီးမှနော်ယုံကြည်သူဖြစ်လာပြီဆိုလို့ရှိရင်ကိုတိတတ်နေလို့မရဘူးဒါခရိယန်ရဲ့သဘောတဘာဝဖြစ်ပါတယ်နော်ကျွန်တော်အတင်းတော်ဆိုတာကျွန်တော်ကောင်းကင်တကားကိုကြဲဖွင့်တဲ့နေရာဖြစ်ပါတယ်ဒီနေရာကနေကျွန်တော်ကောင်းကင်နိုင်ငံကိုတွားမယ့်နေရာဖြစ်ပါတယ်နော်ပြီးတော့ဘုရားကျောင်းကိုတချို့ကခရိယန်ဖြစ်သွားပြီဘုရားကျောင်းမလိုဘူးပေါ့နော်ဘုရားကျောင်းတက်เสียမလိုဘူးပေါ့နှုတ်ကပတ်တော်ကျွန်တော်ဖတ်ရင်ရပြီပေါ့ပြီးရင် online အနေကျွန်တော်နားထောင်ရပြီတချို့ကအဲ့လိုတွေးကြတယ်အဲ့လိုမဟုတ်ပါဘူးကျွန်တော်ခရိယန်တွေဆိုတာအတင်းတော်ရဲ့ဥကောင်းကဘာလဲဘာတူလဲခရစ်တော်ဖြစ်တယ်အတင်းတော်မရှိဘဲနဲ့ယုံကြည်သူဖြစ်နေလို့မရဘူးအဲ့ဒါဘာနဲ့တူလဲဆိုခေါင်းမရှိတဲ့ခရိယန်နဲ့တူတယ်အတင်းတော်မှာတဏှာမှာကျွန်တော်မဆက်ထားဘူးဆိုလို့ရှိရင်တဏှာမှာကျွန်တော်မပါဝင်နေဘူးဆိုလို့ရှိရင်ခေါင်းမရှိဘဲနဲ့
တွားနေတဲ့အတိုင်းပဲဖြစ်တယ်ထိုနည်းသူကျွန်တော်ကအတင်းတော်တဘာဘာကိုအမြဲတမ်းကျွန်တော်ဆက်တွေ့ထားရမယ်အတင်းတော်ဆိုတာနော်တတိုးသမီးကိုနော်ပုံတွင်းပေးတဲ့နေရာဖြစ်တယ်တတိုးသမီးကိုအလဆင်ပေးတဲ့နေရာဖြစ်တယ်တတိုးသမီးကိုဝတ်စားစီရင်ပေးတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့တတိုးသားယေရှုခရစ်တော်ကျွန်တော်စောင့်နေတယ်နော်တတိုးသမီးနော်ဉာဏ်ပညာရှိတဲ့တတိုးသမီးကျွန်တော်ဘိုင်ဘယ်မှာကျွန်တော်ကျမ်းစာမှာကျွန်တော်တွေ့ရတယ်ဉာဏ်ပညာမရှိတဲ့တတိုးသမီးတွေကတော့နော်ကြံခဲ့တယ်တတိုးသားနဲ့သူဝင်စားရတဲ့အခွင့်ကိုမရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီအတင်းတော်ကိုအမြဲတမ်းကျွန်တော်ပါဝင်ရမယ်ဝိညာဉ်ရေးရာမှာအကျိုးရလက်ကတော့ကောင်းကင်နိုင်ငံမှာယေရှုခရစ်တော်နဲ့သူကျွန်တော်ဝင်စားရမှာဖြစ်ပါတယ်သူရဲ့တတိုးသမီးအနေနဲ့ကျွန်တော်ဖြစ်မှာဖြစ်ပါတယ်ကျွန်တော်အတင်းတော်မှာမပါဝင်ဘူးဆိုလို့ရှိရင်ဒီလောကမှာမြင်နေရတဲ့ physically ဆုံးရှုံးမှုတွေလည်းအများကြီးရှိနိုင်ပါတယ်နော်ကျွန်တော်တာရေးနာရေးမှာကျွန်တော်ခရိယန်တော့ဖြစ်တယ်တာရေးနာရေးခရိယန်ရဲ့ကျင့်ဝတ်တွေနော်ကျင့်ဝတ်တွေလည်းအများကြီးရှိတယ်ဒါကြောင့်မို့အတင်းတော်တဘာဘာမှာကျွန်တော်မနွယ်ထားဘူးဆိုလို့ရှိရင်ဒီရဲ့ဆုံးရှုံးမှုတွေအများကြီးရှိတယ်တာရေးနာရေးမှာကျွန်တော်အင်မတန်မှအခက်ခဲပေါင်းများစွာရှိလာနိုင်တယ်ဒါကြောင့်မို့ကျွန်တော် online ကနေအမြဲတမ်းနှုတ်ကပတ်တော်နားထောင်နေတဲ့လူတွေရောနော်ကျွန်တော်မိမိကိုနှုတ်ကပတ်တော်ဖတ်ရှုပြီးမှစင်ချင်နှလုံးသွင်းနေတဲ့လူနော်ရှိတဲ့နေရာနေကို TLCC ကိုပဲလာရမယ်လို့မဆိုလိုပါဘူးကိုနဲ့တက်ဆိုင်တဲ့နေရာမှာတဘာဘာမှာပါဝင်ပါနော်အတင်းတော်ပါဝင်ပါကျွန်တော်ရဲ့ဥကောင်းဖြစ်တဲ့ယေရှုခရစ်တော်ကိုဆက်နွယ်ထားပါကျွန်တော်အခု2026ခုနှစ်ဆိုတဲ့ယထာကြီးကိုနော်ဒီယထာကြီးကိုယထာဆက်ကောင်းကိုကျွန်တော်တွေ့ထားပါຫນွယ်ထားပါဆက်ထားပါဒါမှသာလျှင်ကျွန်တော်ကောင်းကင်နိုင်ငံကျွန်တော်ရောက်ရှိမှာဖြစ်ပါတယ်တခါတလေ library တွေးခေါ်တဲ့အရာတွေရှိတယ်နော်တောင်းထိတ်တစ်ခုမှာတဲ့ဘယ်နေရာကနေတက်ပေါ့နော်ဘယ်အချမ်းကနေပဲတက်ရောက်တာပဲနော်လိန်ပြားနေစီးမလီတီနဲ့ဆင်းရောက်တာပဲနော်ကောင်းကင်နိုင်ငံဆိုလဲတခြားအရာကနေဘယ်တခြားဘာသာတွေကနေကိုးကွယ်ပြီးမှလဲကောင်းကင်နိုင်ငံရောက်နိုင်တယ်ပေါ့နော် liberal ရဲ့အသွေးခွန်ဒီလိုရှိတယ်ဆိုတော့ဒါအင်မတန်မှမာယွန်းတဲ့အရာဖြစ်ပါတယ်ကျွန်တော်မှာယေရှုခရစ်တော်ပြောတယ် I'm the way the truth နော်ယေရှုခရစ်တော်မှတပါအခြားတော့နည်းလမ်းမရှိဘူးနော်ကျွန်တော်ရဲ့ယထာဆက်ကောင်းယေရှုခရစ်တော်ကိုမဆက်ထားဘူးဆိုဘလို့မှဘူတာကိုမရောက်တော့ဘူးနော်ဘယ်နည်းလမ်းမှတခြားနည်းလမ်းမရှိဘူးနော်ဘာနည်းလမ်းမှယေရှုခရစ်တော်နော်ကောင်းကင်နိုင်ငံရောက်တဲ့နည်းမရှိဘူးယေရှုခရစ်တော်ကိုဆက်တွေ့ထားပါဒါကြောင့်မို့ကျွန်တော်2026ခုနှစ်တနှစ်တာလုံးမှာကျွန်တော်ရဲ့ယထာကောင်းဖြစ်တဲ့ယေရှုခရစ်တော်ကိုဆက်တွေ့ထားပါဆိုပြီးမှကျွန်တော်ပထမဦးဆုံးစကားချီနေနဲ့ကျွန်တော်ပြောလို့တယ်ဆိုတော့ကျွန်တော်အခုနှုတ်ကပတ်တော်တွားရအောင်ဟေရှာယအခန်းကြီး43အငယ်18ကနေ19ကျွန်တော်အတူတကွဖတ်ရအောင်ဖြစ်ဘူးတော့အမှုတို့ကိုမအောင်မေ့နေခြေကာလဤအရာတို့ကိုပမာဏမပြုချနီကြည့်ရှုလောအမှုတစ်ကိုငါပြုပြီးတင်းဒီအမှန်တိမြင်ရလိုက်အကဲစင်စစ်တော်၌အာမင်ကျွန်တော်ဒီဟေရှာယအခန်းကြီး43အငယ်18-19ကျွန်တော်ဒီကျမ်းပိုက်လေးကိုလေ့လာတဲ့အခါမှာအင်မတန်မှထူးခြားတဲ့အရာတွေရှိတယ်ကျွန်တော်ဟေရှာယဘယ်နှယောက်ရှိတယ်လို့ထင်ကြလဲတစ်ယောက်လားနှစ်ယောက်လားသုံးယောက်လားကျွန်တော်ဟေရှာယအခန်းကြီးကိုကျွန်တော်ဂဂနနလေ့လာတဲ့အခါမှာ scholar တွေကျမ်းစာပုဂ္ဂိုလ်တွေသူလေ့လာတွေ့ရှိချက်အရဟေရှာယက3ယောက်ရှိတယ်လို့သူတို့ခန့်မှန်းတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ခုနှစ်ကဟ
ဟေရှာယကျမ်းရဲ့ခုနှစ်ကအင်မတန်မှကြာရှည်တယ်သူရဲ့ Bible background ကျွန်တော်လေ့လာတဲ့အခါမှာ BC 900ကနေ BC 900ထိရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်အခုဟေရှာယခန်းကြီးသူကတိကနေ39ထိကဒါ main ဟေရှာယဖြစ်တယ်40ကနေ66ကအဲ့ဒီမှာနောက်ထပ်2ယောက်တော့မှဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုသူတို့ယူဆတယ်ဘာကြောင့်အရေးအသားကိုလည်းကြည့်တယ်ပြီးရင်သူရဲ့ခုနှစ်ကိုလည်းကြည့်တယ်ပြီးရင်သူရဲ့ဘီရင်စနစ်ကိုလည်းကြည့်တဲ့အခါမှာအင်မတန်မှကြာရှည်တယ်ဆိုတော့အခုဒီဟေရှာယခန်းကြီး43နဲ့18 19ကြည့်တဲ့အခါမှာဖြစ်ဘူးတော့အရာတို့ကိုမအောက်မေ့ကြနဲ့ဆိုတော့အခုနှစ်တစ်မှာကျွန်တော်ဘာခွန်အားပေးခြင်းလဲဆိုတော့ဖြစ်ဘူးတော့အရာကိုမအောက်မေ့ကြနဲ့ဆိုတော့တကယ်တော့အောက်မေ့ရမယ့်အရာတွေအခုဒီအချိန်မှာဖြစ်တယ်ဒီအချိန်မှာဖြစ်တယ်ဒါဟေရှာယကိုဘုရားခင်ကမိန့်မာတဲ့အခါမှာဣတိလလူမျိုးတွေကိုမိန့်မာခိုင်းတယ်ပေါ့နော်ဖြစ်ဘူးတော့အရာတို့ကိုမအောက်မေ့ကြနဲ့ရှေးကာလဤအရာတို့ကိုပမာဏမပြုကြနဲ့ forget the former things လွန်ခဲ့တဲ့အရာတွေကိုကျွန်တော်မေ့ရောဖို့ကပထမဦးဆုံးဘာလို့ရမလဲကျွန်တော်တို့ရဲ့လွန်ခဲ့တော့ပြစ်မှားမိခဲ့တဲ့အရာတွေကိုကျွန်တော် recall လုပ်ရမယ်အခုဣတိလလူမျိုးတွေဟေရှာယကဘာပြောနေလဲဆိုတော့ဒီအချိန်လေးမှာပေါ့နော်ဒီအချိန်မှာဖြစ်ဘူးတော့အရာတို့ကိုမအောင်မေ့ကြနဲ့ဆိုတာဘာတွေဖြစ်ခဲ့လဲဣတိလလူမျိုးတွေနော်အီဂျစ်ပြည်မှာအဲဂုတုပြည်မှာကျွန်ခံတာနှစ်ပေါင်းဘယ်လောက်လဲနှစ်ပေါင်း400တောင်မှသူတို့ကျွန်ခံခဲ့တယ်အဲ့ဒါဘာကြောင့်လဲသူတို့ရဲ့ဒီဣတိလလူမျိုးတွေရဲ့ခိုင်မာတော့လေပြင်းတယ်နော်အင်မတန်မှမာကြောတဲ့နော်ဘုရားစကားကိုခဏလေးနော်ခဏလေးနားထောင်တယ်ပြန်သူတို့နဲ့အတူတူနေတဲ့သူတွေရဲ့နော်ဘာသာတွေကိုလိုက်ပြီးမှသူတို့ရှစ်ခိုးတယ်တခြားဘာလဘုရားတွေတခြားဘုရားတွေအများကြီးသူတို့လိုက်ရှောက်ဒါကိုဘုရားကမကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်ဘုရားကအမျိုးပြီးအမျိုးသူစီကိုလက်လာအောင်နော်သူစီကိုလက်လာအောင်ဘုရားကသူတို့အမျိုးမျိုးဆုံးမတယ်နော်သူတို့အဲကုတုပီကနေသူတို့ထွက်လာတဲ့အခါမှာခါနာပီကိုဝင်စားဖို့သူတို့မိတ်မာတဲ့အခါမှာလဲတကယ်နဲ့ပြောမှဆိုရင်နီးနီးလေးဖြစ်ပါတယ်နော်အဲကုတုပီနဲ့ခါနာပီကိုဝင်စားတဲ့နေရာကနှစ်ပေါင်း40တွားเสียမလို့ပါဘူးနော်ရက်ပေါင်း40လောက်နဲ့တင်ရောက်နိုင်တယ်သူတို့ရဲ့နော်လူဦးရေနဲ့ခြေလမ်းနဲ့ဆိုရင်ဒါပေမဲ့ဘာကြောင့်လဲနော်ဘုရားခင်ကဒီလူတွေကိုသူကစစ်မှန်တဲ့ဘုရားဖြစ်တယ်ဣတိလလူမျိုးတွေရဲ့ဘုရားစစ်ဘုရားမှန်ဖြစ်တယ်ဆိုတဲ့ဟာကိုသူတို့ကိုပြချင်တဲ့အတွက်ကြောင့်နှစ်တွေတဖြည်းဖြည်းနဲ့ကြာလာတယ်သူတို့မတိတဲ့အခါမှာနော်အများကြီးသူတို့ကိုဘုရားခင်ကနော်သူတို့ကိုကွယ်ကာပေးခဲ့တယ်ဆိုတဲ့ဟာကိုသူတို့အောက်မေ့ခိုင်းတာဖြစ်ပါတယ်ဖြစ်ဘူးတော့အရာတို့ကိုမအောက်မေ့ကြနဲ့ဆိုတဲ့အရာကတကယ်တော့သူတို့အောက်မေ့ခိုင်းတဲ့အရာဖြစ်ပါတယ်သူတို့ဘုရားကဘုရားစစ်ဘုရားမှန်ဖြစ်တယ်ဣတိလရဲ့ဘုရားဖြစ်တယ်နော်သူတို့ကိုယေနီကနေနော်နှစ်ချမ်းကွဲပြီးမှသူတို့ပင်လယ်နီနှစ်ချမ်းကွဲပြီးမှသူတို့ကဲတင်တဲ့ဘုရားဖြစ်တယ်ဖာရောဘုရင်ရဲ့စစ်တပ်ကနေလွတ်မြောက်တဲ့အခွင့်ကိုသူတို့ပေးတယ်သူတို့ညမှာလမ်းမလျှောက်နိုင်တဲ့အခါမှာမီးတိုင်နဲ့သူတို့လမ်းပြတယ်အလင်းပေးတယ်နေ့လယ်မှာတိမ်တိုက်နဲ့သူတို့ပူဆောင်တယ်သူတို့စားစရာတောက်စရာမရှိတဲ့အခါမှာငတ်မှုခံပါနေတဲ့အခါမှာမာနမှုနဲ့ကောင်းကင်ကနေသူတို့ချကျွေးပေးတယ်သူတို့အတားစားခြင်းတယ်လို့ညှဉ်းညူတဲ့အခါမှာဘာလို့လဲပင်လယ်ကနေငိုးကောင်နေနဲ့သူတို့အသားနဲ့အမဲသားအနေနဲ့သူတို့အစာထိုးပေးတယ်ရေစားတဲ့အခါမှာနော်ရေစားတဲ့အခါမှာမောရှေကိုညှဉ်းညူပြီးမောရှေငါတို့ဒီအဲကုတုပီမှာတေးစီယာတင်းချိုင်းမြင်နေရမရှိလို့ငါတို့ဒီတော့ထဲကိုလာခေါ်လာသူတို့နော် complain နေအများကြီးသူတို့ဘိုးဘေးတွေ complain နေအများကြီးရှိတယ်အဲ့ဒါကိုသူတို့ကိုဘုရားကကြောက်ထဲကနေရေကိုသူတို့တက်ဆန်းရေကိုသူတို့ပေးတယ်ဆိုတော့ဒီလောက်ထိသူတို့ရဲ့ခက်ခဲမှုပေါင်းမြောက်များစွာကို
ဘုရားခင်ကသူတို့ကူညီပေးခဲ့တယ်ဆိုတဲ့ဟာကိုသူတို့အောက်မေ့ဖို့အတွက်ဖြစ်တယ်ဒါကိုသူတို့အောက်မေ့ဖို့အတွက်နော်သူတို့ဒီမှာရှေးကာလဤအရာတို့ကိုပမာဏမပြုကြနေလို့ပြောတဲ့အခါမှာပမာဏဆိုတာပြန်ပြီးမှဘာလဲပေါ့နော်ပမာလို့ကိုပြန် definition ပြန်လိုက်ရှာပေါ့နော်ဆိုတော့ပမာဏမပြုနေဆိုတဲ့အတိတ်ပဲကားတဲ့မထင်နဲ့ပေါ့နော် short မတွက်နဲ့ပေါ့နော်short မတွက်နဲ့ဆိုပြီးမှတတိပေးတာဖြစ်တယ်ပြီးရင် short မတွက်နဲ့တန်ဖိုးနည်းတယ်လို့တန်ဖိုးမယူဆရဘူးပေါ့နော်ပြီးရင်ပေါ့တန်မထင်ရဘူးပေါ့နော်အရေးမကြီးဘူးမထင်ရဘူးဆိုတော့အတီလလူမျိုးတွေကိုနော်အေကုတုပီကနေခါနာပီကိုခေါ်ဆောင်လာတဲ့အရာတလန်းလုံးမှာသူတို့အမေရိကန်အမျိုးဖြစ်ခဲ့တဲ့အရာတွေကို short တွက်လို့ရလားနော် short တွက်လို့မရဘူးပေါ့တန်ထင်လို့ရလားအရေးမကြီးဘူးလို့ထင်လို့ရလားလုံးဝမရဘူးဆိုတဲ့ဟာကိုအတီလလူမျိုးတွေကိုပြောပြနေတာဖြစ်ပါတယ်ဒါကြောင့်မို့နော်ကျွန်တော်ရဲ့ဘဝတက်တာမှာလဲပေါ့နော်ဘုရားသခင်ရဲ့ဒီ2025ခုနှစ်မှာကျွန်တော်ပြုပြင်ခဲ့တဲ့အရာတွေကျွန်တော်ဘုရားရှိခိုးမာယွန်းခဲ့တဲ့အရာတွေနော်မပြည့်စုံခဲ့တဲ့အရာတွေအများကြီးကိုကျွန်တော်အောက်မေ့ပြီးမှနော်နေ့တည်အချိန်ခါမှာကျွန်တော်နော်ဘုရားရဲ့ကွယ်ကာဆောင်မမှုတွေဒါကိုကျွန်တော်အောက်မေ့ရမှာဖြစ်ပါတယ်အားလုံးကိုကျွန်တော်အောက်မေ့ဝန်ချတောင်းပန်ပြီးမှဘဝတည်နဲ့ကျွန်တော်2026မှာပြင်လဲရှေ့ဆက်ဖို့ဖြစ်ပါတယ်နောက်ပြီးတော့ကြည့်ရှုလို့တဲ့အမှုတိကိုငါပြုမိတဲ့ဆိုတော့သူတို့ကိုအတီလလူမျိုးတွေအကုတုပီမှာဂျွန်ခါနာနှစ်ပေါင်း400ကနေနော်ရွေးနှုတ်ကဲတင်မှခါနာပြင်ကိုသူတို့ခေါ်ဆောင်ခဲ့တယ်အတိုင်းပဲသူတို့ခါနာပြင်မှာနေတဲ့အခါမှာလဲအတီလလူမျိုးတွေကသူတို့နဲ့အတူနေတဲ့တခြားလူရဲ့တပားအမျိုးသားတွေရဲ့ဖျားနောက်ကိုသူတို့လိုက်တယ်သူတို့မောရှေနဲ့နော်ဂျောရှုအာတို့သူတို့ generation မှာသူတို့မိတ်မာခဲ့တဲ့ generation ကတော့ဖျားစကားနားထောင် generation to generation ပြောင်းလဲသွားတဲ့အခါမှာသာရဖျားဆိုတာဘာလဲဆိုတာသူတို့မသိတော့သူတို့ဘိုးဘေးရဲ့ဖျားနော်အာဗြဟံဣဇက်တို့ရဲ့ဖျားသူတို့ကိုဒီယေနီကနေပင်လယ်နီနဲ့ချမ်းခွဲပြီးမှသူတို့အမေရိကန်နဲ့သူတို့ခေါ်လာခဲ့တယ်ဆိုတဲ့ဟာကိုသူတို့တတိမရနေတော့နော်တတိမရနေတော့ဒါကြောင့်မို့တခြားဖျားတွေကိုသူတို့ကိုးကွယ်နေတဲ့အခါမှာဖျားကသူတို့စုံမတဲ့အနေနဲ့နော်ဘာဘလုံကိုသူတို့ဂျွန်ခံခိုင်းနေနှစ်ပေါင်း80ပေါ့နော်ဆိုတော့ဒီတမိုင်းကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာလဲနော်ဘာဘလုံပြီးသွားတဲ့အခါမှာပါရှားဘီရင်တက်လာတယ်ပေါ့နော်ပါရှားဘီရင် Cyrus ကသူဒီဘာဘလုံနေပုခါနေဇာကိုတိုက်ပြီးမှနိုင်သွားတဲ့အခါမှာပါရှားဘီရင် Cyrus တက်လာတဲ့အခါမှာဣတီလလူမျိုးတွေကိုသူတို့ပြည်နယ်ကိုသူတို့ပြန်ခိုင်းမှဗိမာန်တော်တွေကိုတိဆောက်တဲ့အရာတွေကိုသူတို့လှုပ်ခိုင်းတယ်ဒီအချိန်လေးမှာဒါကြောင့်မို့ကြည့်ရှုလို့တဲ့အမှုတိကိုငါပြုမိတဲ့ယခုပေါ်လာမယ်တင်တို့ဒီအမှန်တိမြင်ရကြလိမ့်မည်နော်သူတို့ဘာဘလုံမှာရောက်တဲ့အခါမှာဘုရားကိုပြန်တစ်ခေါက်တန်းတာကြပြီပေါ့နော်သူတို့ဘုရားကိုပြန်လဲတန်းတာလာတဲ့အခါမှာဘုရားကသူတို့ကိုအမှုတိအနေနဲ့သူတို့ဘယင်ကိုပြောင်းပေးတယ်ပေါ့နော်ဘာဘလုံခစ်ကိုကုံခိုင်းပြီးမှဖာရှားဘယင်သူတို့ပေါ်မှာကောင်းတဲ့ဘယင်ကိုဘုရားကပြင်ဆင်ပေးမယ်ဒါကသူတို့အတွက်အမှုတိဖြစ်ပါတယ်နော်တင်တို့ဒီအမှန်တရားကြမယ်အကင်စစ်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးတော့ရေကို၎င်းငါဖန်ဆီးမည်အခုနပြောလို့ဘာဘလုံရှင်ဘီကိုပါရှားဘီကတိုက်ပြီးမှနိုင်သွားတဲ့အခါမှာထောင်သားတွေကိုအများကြီးတမိုင်းမှာကြီးတဲ့အခါမှာနော်ဒီရှွန့်ဈေးနဲ့လှုပ်ထားတဲ့ဆီလင်ဒါ17လက်မလောက်ရှိတဲ့ပေါ့နော်17လက်မလောက်ရှိတဲ့ဆီလင်ဒါထဲမှာတကယ်တမိုင်းဝင်ဒီဟီဘရုစာနဲ့ရေးထားတဲ့အရာကိုသူတို့တွေ့ရတယ်အဲ့မှာဘာတွေ့ရလဲဆိုဘယင်ဘာရှာဘယင် Cyrus ကတဲ့ဣတီလလူမျိုးတွေကိုသူတို့ပြည်ကိုပြန်ခိုင်းတယ်ထောင်သားတွေလွတ်ခိုင်းတယ်ဆိုတဲ့ဇာတာလေးကိုတကယ်သူတို့အခု
museum မှာရှိရပြတိုက်မှာရှိရပေါ့အဲ့ဒီ clay ကိုပေါ့နော်သူတို့အဲ့ဒီရှင်ဈေးနဲ့လှုပ်ထားတဲ့အဲ့ဒီစာကိုသူတို့တွေ့ရတယ်ပေါ့တမိုင်းဝင်ဖြစ်တယ်အဲ့ဒီစကားအချင်းကြီးမဟုတ်ဘူးဒါကတကယ်ပဲစံစာထဲမှာကျွန်တော်တို့ပေါ်ပြထားတဲ့အရာဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့2026ခုနှစ်မှာလဲဘုရားခင်ကကျွန်တော်တို့ကိုအမှုတစ်ကိုပြုမယ်အခုနကျွန်တော်တို့ရဲ့ခေါင်းစဉ်ဒီ2026ရဲ့မိုတိုကကျွန်တော်ရဲ့ဘဝအသက်တာကျွန်တော်ရဲ့အတင်းတော်ကျွန်တော်ရဲ့မိသားစုကတိုးပွားမဲ့နှစ်ဖြစ်တဲ့ဘုရားခင်အမှုတစ်ကိုပြုမဲ့နှစ်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အရောက်စီတိုင်းဝန်ခံကြဖို့ဖြစ်ပါတယ်ဆိုတော့2026ရဲ့ဒီ numbers ရဲ့ဟိုအတိတ်ပဲတွေကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာပေါ့နော်ဒီ2026 986ပါ9986ဆိုတာဒါကျွန်တော်ချဲကနန်းဖြီကနန်းပေးနေရမဟုတ်ပါဘူးတော့မထိုးကြပါနဲ့ကျွန်တော်အာမမခံဘူးဆိုတော့ဒါကဘာလဲဆို Hebrews ရဲ့ခုနှစ်ဖြစ်ပါတယ်ဒီ2026က Hebrews ရဲ့ခုနှစ်က9986ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ Greco ဒီရဲ့2026ကိုကျွန်တော်အဲ့ဒီဟာအတိတ်ပဲမဖွင့်ပဲနဲ့ဒီ Hebrews ရဲ့9986ကိုအတိတ်ပဲဖွင့်ဆိုထားတဲ့အရာကိုကျွန်တော်ဝင်ငှလို့တယ်ဆိုတော့ပထမဦးဆုံးဒီ6လို့ပြောတဲ့အခါမှာနော်6လို့ပြောတဲ့အခါမှာ Hebrew လို့ vow လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီဘယ်လိုဘာလို့ vow လို့ပြောလဲ alap pe kima dalap he vow ဆိုတဲ့ဟာ6ပေါ့နော် vow ဆိုတာ6ဆိုတော့ဒီ Hebrew လို့ဒီလိုရေးထားတဲ့စကားလုံးကပေါ့နော်ဒါက vow လို့ခေါ်တယ်ဆိုတော့6ဆိုတာ6ဆိုတဲ့ numbers ကဘာလဲဆိုတော့ the number of man လို့ခေါ်တယ်တဲ့နော်ဒါက the number of man ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကျမ်းစာမှာ6ရက်မြောက်နေ့မှာလူသားကိုဖန်ဆင်းတဲ့နေ့ဖြစ်တယ်ဒါကြောင့်မို့ man's number လို့လည်းခေါ်တယ်ဆိုတော့ vow လို့ပြောတဲ့အခါမှာconjunction လည်းဖြစ်တယ်ပေါ့နော်စကားဆက်ဖြစ်တယ်ပေါ့နော်တစ်ခုနဲ့တစ်ခုကိုဆက်သွယ်ပြီးတဲ့အရာဖြစ်တယ်ဒီ vow ဆိုတာကဆိုတော့ဒါကယေရှုခရစ်တော်ကိုလည်းပုံဆောင်တယ်ပေါ့နော်ယေရှုခရစ်တော်ကိုလည်းပုံဆောင်တယ်ဘာလို့ဆိုရင်ယေရှုခရစ်တော်ကဆက်သွယ်ပေးတဲ့လူဖြစ်တယ်နော်ဒီလောကလူသားနဲ့ဖျားနဲ့ဆက်သွယ်ပေးတဲ့လူဖြစ်တယ်ကောင်းကင်နိုင်ငံနဲ့မြေကြီးနဲ့ကြားထဲမှာဆက်သွယ်ပေးတဲ့လူဖြစ်တယ်ဆိုတဲ့ဟာကိုဒီ vow စကားလုံးအနေနဲ့ကျွန်တော်တွေးရတယ်ပေါ့နော်ပြီးသူရဲ့ literally သူရဲ့အတိတ်ဘက်ကိုကြည့်တဲ့အခါမှာ hook ပေါ့နော်ပြီး nail ပေါ့နော် hook လို့ပြောတဲ့အခါမှာကျွန်တော်နော်အမားတွေတဲရှောက်လန့်နေတဲ့အရာတွေကနေဘာလို့ရမလဲ turning point ပြန်꿰လာရမယ့်အချိန်ခါဖြစ်တယ်ပေါ့နော်ကျွန်တော်နောင်တတရားနဲ့ဘုရားစီကိုလက်ပြန်လာရမယ်ကျွန်တော်ဒီ12လပိုင်းထဲမှာယေရှုခရစ်တော်မွေးလာတဲ့အခါမှာယေရှုခရစ်တော်လက်ခံဖို့အတွက်နောင်တတရားနဲ့နော်ရှင်ယောဟာကယေရှုခရစ်တော်လာဖို့အတွက်လမ်းကိုပြင်ဆင်ပေးတယ်နောင်တတရားအတွက်ပြောတယ်ဆိုတော့ကျွန်တော်တို့ဘဝတက်တာမှာနောင်တဆိုတာလဲအင်မတန်မှအရေးကြီးတဲ့အမြဲတမ်းနော်နောင်ပြမမိတဲ့အရာတွေကနေနော်လက်ပြန်လာဖို့အတွက်ဖြစ်တဲ့ turning point ဖြစ်တယ်ပြီးတော့တန်လိုပဲတန်မို့ဆွဲတယ်လို့ပဲယေရှုခရစ်တော်ကိုကျွန်တော်ဆွဲကပ်ထားရမှာဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီ80လို့ပြောတဲ့အခါမှာတဲ့80လို့ပြောတဲ့အခါမှာ80 number 80 represent by Hebrews letter P which mean mouth ကျွန်တော် note လို့အတိတ်ပဲရတယ်ပေါ့နော်80လို့ number 80ရဲ့အတိတ်ပဲကတော့ mouth တော့70ဒီအခု80ဆယ်စုနှစ်ပေါ့နော်ပြောမယ်ဆို80ဆယ်စုနှစ်ပေါ့နော်86လို့ပြောတဲ့အခါမှာ80ဆယ်စုနှစ်ဆိုတော့အဲ့ဒီမတိုင်ခင်90ဆယ်စုနှစ်ကဘာနှစ်လဲဆိုလို့ရှိရင်သူရဲ့အာရင်လို့ပြောတယ်တဲ့အာရင်ကအိုင်းမျက်စိပေါ့နော်အဲ့ဒီဆယ်စုနှစ်လွန်ခဲ့တော့ဆယ်စုနှစ်မှာ
မြင်ခဲ့တဲ့အရာဘုရားရဲ့အံ့ဩဖွယ် miracle နော်အခုနဣတိလလူမျိုးတွေကိုပြည်လည်နေနှစ်ချမ်းခွဲပြီးမှနော်သူတို့ miracle အမျိုးမျိုးနဲ့ခေါ်လာခဲ့တဲ့အဲ့ဒါတွေအားလုံးကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီကျွန်တော်ရဲ့ဘဝတက်တာမှာလွန်ခဲ့တော့ဆယ်စုနှစ်မှာကျွန်တော်ရဲ့ဘဝတက်တာမှာနော်အခုဒီအမေရိကမှာရောက်နေတဲ့လူတွေလွန်ခဲ့တော့ဆယ်စုနှစ်ရဲ့ဘဝတက်တာကိုကျွန်တော်လက်ကြည့်လိုက်တဲ့အခါမှာဘုရားရဲ့အံ့ဩဖွယ်အများကြီးကျွန်တော်ရဲ့ဘဝတက်တာမှာပြုခဲ့တဲ့အမှုတွေရှိတယ်ဒါတို့ကျွန်တော်မြင်တွေ့ခဲ့ပြီအဲ့ဒီမြင်တွေ့ခဲ့တဲ့အရာကိုဒီအခု80ရောက်တဲ့အခါမှာဘာလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်နှုတ်နဲ့ဝန်ခံပြောဆိုဝင်ကတတ်သိခံရမယ့်အချိန်ဖြစ်တယ်ဆိုတဲ့ဟာကိုနော်ဒီနေရာမှာတွေ့တယ်။ဘာ80ကအရင်ဒီဆရာ80နဲ့ဒီမှာဝင်ကတခါကြားလိုက်တယ်ဗောနော်80ဆိုတဲ့ number ကဒီ Bible မှာမောရှေဗောနော်သူအသက်80ပြည့်တဲ့အခါကျမှဣတိလလူမျိုးတွေကိုကယ်တင်ဖို့အတွက်ဖြစ်လာတယ်ဗောခေါ်ဆောင်ဖို့အတွက်ဖြစ်တယ်ဆိုတော့80ကျမ်းစာထဲမှာ80ကနော်80ကဏ္ဍက retirement မဟုတ်ဘူးဗောနော်ဒီအချိန်ကျမှအစပြုရမယ့်ကဏ္ဍဖြစ်တယ်ဗောနော်ကဏ္ဍဖြစ်တယ်ဆိုတော့အခုဒီအချိန်မှာအစပြုရမယ့်အချိန်ဖြစ်တယ်နော်ကျွန်တော်နောက်နှုတ်ကပတ်တော်တစ်ခုတွားရအောင်လုကာအခန်းကြီး9:4ခွန်ကျွန်တော်အတူတကွဖတ်ရအောင်စကားတော်ပြတ်သောအခါရင်နဲ့ရာအရက်တို့ရွှေအောင်လောပိုက်ကွန်ကိုချ၍ငါးကိုအုပ်ဆန်းလောဟုရှိမုန်အားမိန့်တော်မူ၏ရှိမုန်ကလည်းသခင်ကျွန်တော်တို့ဒီတညလုံးကြိုးစားတော့လဲတကောင်ကိုမျှမရပါတို့ရာတွင်အမိန့်တော်ရှိလျင်ပိုက်ကွန်ကိုချပါမည်ဟုလျှောက်လေ၏ထိုတို့ချပြီးလျင်အလွန်များစွာသောငါတို့ကိုအုံမြင့်သဖြင့်ပိုက်ကွန်သည်စုပ်ပြဲဆရှိ၏အခြားသောလေရှိသောအပေါင်းဖော်တို့သည်လာ၍ကိုညီစေခြင်းကသူတို့ကိုအမတ်ပေးသဖြင့်သူတို့သည်လာ၍လေနှစင်းနှစ်လူမတက်ငါးနှစ်ပြည့်စေကြ၏အာမင်ကျွန်တော်လုကာခန်းကြီး9:4ခွန်ကိုကြည့်တဲ့အခါမှာဒီ4မတိုင်ခင်1ကနေ4ဒီကြားထဲမှာပါရှိလဲဆိုယေရှုခရစ်တော်ကနော်သူရဲ့တမန်တော်စီသူရဲ့တမန်တော်တွေသူမရွေးချယ်သေးဘူးပေါ့နော်အဲ့ချိန်မှာမရွေးချယ်သေးဘူးပေတရုနဲ့အန်ဒရူတို့သူတို့တငါတယ်စီကိုသူကတွားတယ်ပေါ့နော်အဲ့ဒီခါမှာဒီသူရဲ့တပည့်တော်တွေကအဲ့ဒီမှာအများကြီးပိုက်တွေကိုဆေးပြီးမှဆေးကြောပြီးမှနေကြတဲ့အချိန်ခါဖြစ်တယ်အဲ့ဒီခါမှာယေရှုခရစ်တော်ကတွားပြီးမှပေါ့နော်လေပေါ်မှာတက်လို့ရမလားပေါ့နော်အရင်စကားချီပြီးမှတက်လို့ရပါတယ်ဆိုထိုင်ပြီးမှလေကိုနည်းနည်းလေးစုပ်ခိုင်းပြီးမှအဲ့ဒီမှာတငါတဲ့အားလုံးကိုတရားစဟောတယ်ပေါ့နော်သူနှုတ်ကပတ်တော်ဘုရားစစ်ဘုရားမှန်ဖြစ်တဲ့ဟာကိုသူတို့တရားဟောပြီးမှတရားစကားတော်ပြတ်သွားတဲ့အခါမှာအခုဒီကျမ်းကိုရောက်လာတယ်ဘုရားကဘာပြောလဲယေရှုခရစ်တော်ကဘာပြောလဲရင်နဲ့ရာတို့ရွှေအောင်လောတဲ့ပိုက်ကွန်ကိုချ၍ငါးကိုအုပ်ဆန်းလောရှိမုန်အားမိန့်တော်မူ၏ဒီမှာရှိမုန်ကဘာပြန်ပြောလဲဆိုတော့ရှိမုန်ကလည်းတခင်တဲ့ကျွန်တော်တို့ဒီတညလုံးစူးစမ်းတော့လဲတကောင်ကိုမြမရပါတဲ့ဒါကဒီနေရာဒီ story ကိုကြည့်တဲ့အခါမှာအင်မတန်မှသူဆန်းတဲ့ main point တွေတွေ့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်တကယ်တမ်းပြောမှဆိုယေရှုခရစ်တော်လူသားအနေနဲ့ပြောမှဆိုရင်ယေရှုခရစ်တော်ကသူကတငါတယ်မဟုတ်ဘူးနော်လက်သမားဖြစ်ပါတယ်လက်သမားဆရာတယောက်ကဘောနော်တငါတယ်ကိုဆရာလှုပ်လိုက်တယ်ဘောနော်တခါတလေကျွန်တော်ဥပမောင်းတဲ့အခါမှာဟိုကားလိုက်စီးတဲ့လူကကျွန်တော်ဟိုလန်းတော့ပါဒီလန်းတော့ပါတအားကြီးဆရာလှုပ်ကျွန်တော်သိမကြိုက်ဘူးနော်ပြီးကျွန်တော်တို့ကိုအဲ့ဒီမကြိုက်တယ်လို့ဥပါကလည်းကျွန်တော်အခွင့်အရေးပေးတယ်ဘောနော်အဲ့ဒီဟာကိုဒီ customer ကကြီးကြောင်တအားများလာပေါ့နော်သူ report လုပ်လို့ရတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အခုဒီမှာတကယ်နဲ့ယေရှုခရစ်တော်ကလက်သမားဆရာဖြစ်တယ်ရှီမုန်ကသူနှစ်ဆက်ချီသူရဲ့ပြောမယ်ဆိုနှစ်ဆက်ချီမကောက်သူရဲ့ငယ်ဘဝကလေးကနေဒီဂါလိလဲမှာနေပြီးမှ
ဒီငါတမျိုးကိုပဲရှာပွေစားတော့ပြီးမှအသက်မွေးတဲ့လူဖြစ်တယ်အဲ့ဒါတော့မှဘာပြောလဲတညလုံးကြိုးစားတော့လဲတကောင်ကိုမြတ်မရပါတဲ့ဒါပေမဲ့ပေတရုကဘာဝန်ခံလဲတို့ရာတွင်တဲ့အမိတ်တော်ရှိလင်ပိုက်ကွန်ကိုချပါမည်တဲ့ဒီမှာနော်ပိုက်ကွန်လည်းရှိတယ်ရေလည်းရှိတယ်ပိုက်ကွန်ပဲရှိမှာဟိုးကုန်းပေါ်မှာပဲလိုက်ပြင်းလည်းမဟုတ်လေနော်ရေလည်းရှိတယ်ငါလည်းရေထဲမှာရှိတယ်ဒါပေမဲ့ငါတကောင်မှမရအောင်အဲ့တော့ဘာကြောင့်လဲယေရှုခရစ်တော်ရဲ့နှုတ်ထွက်စကားလိုအပ်နေလို့အတွက်ဖြစ်ပါတယ်တခါတည်းကျွန်တော်ရဲ့ဘဝတက်တာမှာလဲနော်ကျွန်တော်မှာဘဏ်ကောက်မရှိဘူးလားဘဏ်ကောက်လည်းရှိတယ်ကျွန်တော်မှာအလုပ်လည်းရှိတယ်ပတ်စံတော့မရှိဘူးငါမရှိရှင်ပေတရုလိုပဲနော်ပိုက်ကွန်ရှိတယ်ရေရှိတယ်ငါလည်းဟိုမှာပြေးလွှားနေတာတွေ့ရတယ်ဒါပေမဲ့ဖမ်းတာမရဘူးအဲ့ဒါဘာကြောင့်လဲယေရှုခရစ်တော်ရဲ့နှုတ်ထွက်စကားကျွန်တော်တို့မှာလိုအပ်နေလို့အတွက်ဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝတက်တာမှာယေရှုခရစ်တော်အိုးဆိုးတဲ့အခွင့်ကိုပေးပါယေရှုခရစ်တော်ရဲ့အမိန့်တော်စကားကိုနာခံပါနော်ရှင်ပေတရုကအမိန့်တော်ရှိလင်းတဲ့ပိုက်ကွန်ကိုချပါမည်တဲ့သူတို့ချပြီးလျင်တဲ့အလွန်များစွာတော့ငါတို့ကိုအုံမိတစ်ဖြစ်ပိုက်ကွန်တို့ဒီစုပ်ပြက်ဆရှိ၏တဲ့ကဲကျွန်တော်ရဲ့ဘဝတတမှာယေရှုခရစ်တော်ရဲ့အမိန့်တော်ကိုကျွန်တော်တို့အထက်မှာယိုစီးခိုင်းတဲ့အခါမှာယေရှုခရစ်တော်ရဲ့အမိန့်တော်ယိုစီးခိုင်းတဲ့မှာဘာနာမအကောင့်တွေပေါက်လို့မတက်အောင်နော်ဘုရားတခင်ကပေးမယ်အခုတိုးပွားမဲ့နှစ်မှာနော်2026ခုနှစ်မှာအားလုံးပေါ်မှာဘုရားခင်ကောင်းကြီးရရှိပါစေတကယ်ပဲအဲ့လိုတိုးပွားလာတဲ့အခါမှာဘာဖြစ်သွားပြီလဲလုံးဝမထင်ထားတဲ့အရာဖြစ်သွားပြီတကယ်လဲယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်သူ့ရဲ့အတ္တထဲမှာရောက်ရှိလာတဲ့အခါမှာသူ့ရဲ့သခင်နော်ဝန်ခံလိုက်တဲ့အခါမှာသူငါးတွေရတဲ့ငါးတွေကိုတွားပြီးမှရောင်းပြီးမှစီးပွားရေးတိုးပွားအောင်သူမလုပ်တော့ဘူးငါးတွေရောပိုက်ကွန်တွေရောလေတွေရောအကုန်လုံးပြစ်ထားခဲ့လိုက်ပြီကျွန်တော်ထားခဲ့နိုင်လားကျွန်တော်ရဲ့ငွေတွေမထားခဲ့နိုင်ဘူးတင်နော်တင်နိုင်တခုတော့လူသေးတယ်တဲ့ယေရှုအဲ့လိုဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဘာဖြစ်ကျွန်တော်ရဲ့ဘဝတက်တာမှာယေရှုခရစ်တော်ကိုသခင်ဖြစ်စေပါကျွန်တော်တို့ရဲ့မိသားစုကိုယေရှုခရစ်တော်ကိုအုပ်စိုးခိုင်းပါကျွန်တော်တို့ရဲ့အသင်းတော်ကိုယေရှုခရစ်တော်ကိုအုပ်စိုးခိုင်းပါအသင်းတော်ဦးကောင်းဖြစ်တဲ့ယေရှုခရစ်တော်ကပဲအသင်းတော်ကိုဦးဆောင်ခိုင်းပါကျွန်တော်တင်းအုပ်ဆရာဦးဆောင်ပြီးမှအသင်းတော်မတိုးပွားနိုင်ဘူးအသင်းတော်ရဲ့ဥက္ကဋ္ဌအတွင်းမှုတွေဦးဆောင်ပြီးမှအသင်းတော်ကတိုးပွားမှာမဟုတ်ပါဘူးကျွန်တော်ယေရှုခရစ်တော်ဦးဆောင်မှသာလျှင်အသင်းတော်ကတိုးပွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာနောက်တစ်ချက်ကကျွန်တော်ဗာတွေ့ရလဲဆိုလို့ရှိရင်ရှင်ပေတရုကပေါ့နော်ပေတရုကယေရှုခရစ်တော်ကိုသူ့ရဲ့လေပေါ်မှာတက်ပြီးမှသူ့နော်နှုတ်ကပတ်တော်ကိုဝင်ငှားတဲ့အခွင့်သူကနေရာပေးတယ်ဆိုတော့ကျွန်တော်ရဲ့2026ခုနှစ်ဖြစ်တဲ့ဒီလေကြီးကိုလည်းယေရှုခရစ်တော်ဖိတ်ခေါ်ရအောင်ယေရှုခရစ်တော်ကပဲကျွန်တော်ရဲ့2026ခုနှစ်တစ်ခုလုံးကိုအုပ်စိုးခိုင်းရအောင်ဆိုပြီးမှကျွန်တော်ဝင်ငှားလိုတယ်နောက်တစ်ချက်ကပါလဲသွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုပါโอเคတုတ်တချခန်းကြီး3ငယ်6ကိုဖတ်ရအောင်နော်သွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလောတို့ပြုလင်တင်းဤလမ်းခီးတို့ကိုဘဲ့ပင်တော်မူလိမ့်မည်ကျွန်တော်ချစ်တော်ညီကိုမောင်မများကျွန်တော်ရဲ့ဘဝတက်တာမှာသွားလေရာမှာတော့၎င်းလှုပ်လေရာမှာတော့၎င်းအောင်မြင်ခြင်းပါသလားအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်နော်ယေဟောဗာရိုဟီကိုကျွန်တော်ဝန်ခံရအောင်ထာဝရဘုရားရဲ့ဂုဏ်နော်ထာဝရဘုရားရဲ့နာမကအများကြီးရှိတယ်နော်ကျွန်တော်တို့နဲ့အတူရှိတဲ့ယေဟောဗာရှာမာနော်လူဓမြကိုထောက်ပံ့ပေးတဲ့ယေဟောဗာယေရီ
ကွယ်ကာဆောင်မမှုကိုပေးတဲ့ယေဟောဝါရိုဟီကုသမှုကိုနာမကျမ်းတဲ့အခါမှာကုသမှုကိုပေးပိုင်တဲ့ဖခင်ယေဟောဝါရာဖာငြိမ်သက်ခြင်းမရှိအောင်နော်ကျွန်တော်မိသားစုမှာတော့မိမိကိုယ်မှာမိမိကိုယ်ထဲမှာတော့နော်အမျိုးမျိုးစိတ်ညစ်မှုတွေဒုက္ခအမျိုးမျိုးတွေကြုံနေရတဲ့အခါမှာငြိမ်သက်ခြင်းအရှင်ဖြစ်တဲ့ယေဟောဝါရှလုံကိုကျွန်တော်ဖိတ်ခေါ်ရအောင်ကျွန်တော်ဘဝတသက်တာမှာအောင်မြင်ခြင်းတွေမရှိတဲ့အခါမှာအောင်မြင်ခြင်းကိုပေးပိုင်တဲ့ယေဟောဝါနေစီကိုကျွန်တော်ဖိတ်ခေါ်ရအောင်နော်ကျွန်တော်ရဲ့ဘဝတသက်တာတကယ်ပဲဒီဂုံပုတ်တွေအားလုံးကကျွန်တော်ရဲ့ဘဝတသက်တာမှာကန့်ညစ်တွေ့ဖို့လိုအပ်တယ်နော်ကွယ်ကာဆောင်မမှုတွေဘုရားလိုအပ်တယ်ကျွန်တော်သွားတဲ့နေရာတိုင်းမှာတခါတလေကျွန်တော်ကားစီးတဲ့အခါမှာကျွန်တော်ကမမားဘူးဒါပေမဲ့လည်းသူများကနော်ပယုတ်ဒုက္ခလူတွေလာပြီးမှတိုက်သွားတဲ့လူတွေရှိတယ်အခုကျွန်တော်ဆရာပီတာချစ်လည်းအဲ့လိုဖြစ်သွားတယ်လို့ပဲနော်သူကားပိန်းနေတယ်နော်သူများလာတိုက်မှပြေးသွားတယ်မယော်လိုက်ရသူအယော်မခံလိုက်ရအောင်ပြေးသွားတယ်တဲ့ဆိုတော့ဒါကဘာလဲကျွန်တော်ကွယ်ကာဆောင်မမှုကိုပေးနိုင်တဲ့ယေဟောဝါကျွန်တော်တို့ဖိတ်ခေါ်ရမှာဖြစ်ပါတယ်အမြဲတမ်းကျွန်တော်ကားပေါ်တက်တဲ့အခါမှာကျွန်တော်ဝန်ခံရမှာဖြစ်ပါတယ်ကျွန်တော်ထာဝရဘုရားကျွန်တော်နဲ့သူရှိပါကျွန်တော်နဲ့သူရှိပါကွယ်ကာဆောင်မပေးပါအောင်မြင်ခြင်းကိုပေးနိုင်တဲ့ထာဝရဘုရားကျွန်တော်နဲ့သူရှိပါဆိုတဲ့ဟာကျွန်တော်အခု2026ခုနှစ်မှာအခုစိုင်းတစ်ဖွင့်မဲ့လူတွေရှိတယ်အလုပ်တစ်ကိုရှာလုပ်မဲ့လူရှိတယ်နောက်ထပ်အများကြီးနော်အများကြီးအမှုတစ်ကိုကြံစီနေတဲ့လူတွေရှိတယ်အားလုံးကိုနော်ထာဝရဘုရားကိုမျက်မှောက်ပြုပါတဲ့နော်တွားလေရရာ၌နော်ခီးတွားမဲ့လူတွေဟောတွားလေရရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုပါလှုပ်လေရရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုပါတို့ပြုလျင်တင်ဤလမ်းခီကိုပဲ့ပြင်တော်မူမယ်ကျွန်တော်2026ခုနှစ်ခုတာလုံးမှာကျွန်တော်လှုပ်ဆောင်မှုအရာမှန်သမျှအားလုံးကိုထာဝရဘုရားကိုအနံပြီးမှကျွန်တော်ရှေ့ဆက်ရအောင်ဒီလိုလှုပ်တဲ့အခါမှာဒီ2026ခုနှစ်ရဲ့မော်တိုဖြစ်တဲ့ကျွန်တော်တိုးပွားခြင်းကြီးပွားခြင်းကိုကျွန်တော်ရဲ့ဘဝတတမှာခံစားရမယ်အတင်းတော်မှာခံစားရမယ်မိသားစုမှာခံစားရမယ်ဂျာနာတဲ့သူအရောက်စီတိုင်းပုံမှာဘုရားခင်ဆက်လက်ကောင်းချီးပေးပါစေ